ဖိုင်ကိုဆယ်ကြီးကျွန်တော်ရဲ့ဘော်ဒါတွေဒီလိုင်းဘော်ကဆရာကြီးတွေအားလုံးနှစ်စိုက်ပြပေးပါမည်1 ခွန်နဲ့938ပါဖိုင်တက်မှာလဲ938ပါပါတယ်ဟဲ့စမယ်ဒီနေ့8နှစ်တဲ့ဒီတက်သွားပါပြီ430အကြောင်းလေးနဲ့ပါ430ကနေဒီတက်ပါပြီအကွာဝေးတူတူပါပဲ430လို့ပြန်ပို့တာပါဒီနေ့အဲ့ဒီ430ကနေပြီးတော့အောက်ဆင်းလိုက်ပါပြီဒီမှာလာပါပြီ128ကနေအဲ့ပြန်တက်ပါပြီ493ကဒီလိုရိုက်ပါတယ်493ကဒီလိုရိုက်ပါတယ်ရှင်းရလားခင်ဗျာအဲ့လိုရိုက်ပါတယ်334ကနေဒီမှာလာပါပြီအကွာဝေးတူတူပါပဲ5 ခွန်8နေဒီဘက်လာပါပြီအောက်ဆင်းလိုက်ပါပြီ1ခွန်အောက်ဆိုင်ပြန်ပြပါမယ်8နှစ်တဲ့430ကနေဒီဘက်လာပါပြီ430လို့ပို့ပါတယ်ပို့ပြီးတော့ဒီမှာလာပါသည်8နှစ်တဲ့အဲ့လိုလာပါသည်အဲ့ရနေပြီးတော့ဒီဘက်မှာလာပါသည်သူမြင်သူရောင်လေးပြောင်းထားပါတယ်5 ခွန်8ကနေဒီဘက်လာပါပြီ113နောက်တော့စရင်ကတ်လို့ပေါ့ဒီရင်ကတ်လို့ပေါ့128အနေလာပါပြီဒီဘက်တက်ပါပြီ128တက်ပါပြီ4344စောစောလိုင်းလို့ပါပဲ430လိုင်းလို့ပါပဲဒီမှာတက်ပါပြီ344လို့ပို့ပါတယ်344ကနေပြီးတော့ပထမကတ်လို့ပါပဲ85နေဒီဘက်လာပါပြီအကြောင်းလေးနဲ့1ခွန်လို့မဟုတ်ရင်983ပါပြန်ပြဒီဒုတိယကတ်လေးထပ်ပြီးတော့128လို့လာပါပြီ344လို့လာပါပြီတက်လာပါပြီကွာဝိတူတော့ပါပဲ344က344လို့ရိုက်တာပါအဲ့တိုင်းရိုက်တာပါအဲ့ဒီကနေလာပါပြီတက်လာပါပြီကွာဝိတူတော့ပါပဲ8ခွန်85နေဒီပဲလာပါပြီ1ခွန်ဖြစ်ပါတယ်ငါ6လေးလို့ရိုက်ပါတယ်အောက်ဆင်းလာပါပြီ3ခွန်လို့ရိုက်ပါတယ်အောက်ဆင်းလာပါပြီ449လို့ရိုက်ပါလိအဲ့လိုရိုက်ထားပါတယ်အဲ့လိုရိုက်ပြီးတော့သူ့ရဲ့နောက်တစ်နေ့မှာသူ့ရဲ့နောက်တစ်နေ့မှာ853ကဒီကနေလာရိုက်ပါတယ်1 2 3 4 5 6ခွန်ဒီကနေလာရိုက်ပါတယ်616 1 2 3 4 5 6ခွန်616ဒီကနေလာရိုက်ပါတယ်ဒီမှာလာရိုက်ပါတယ်ခုဒီကနေဒီဘက်ဆင်းတဲ့အခါကျတော့1 2 3 4 5 6ခွန်ဒီမှာလာဆင်းပါတယ်893လို့ဖြစ်ပါတယ်1ခွန်ပါမဟုတ်ဘူးဆိုရင်983ပါဒီဖိုင်လေးကိုတခြားပြန်ပြီးတော့ရိုက်